လူတယောက်ကားမောင်းနေစဉ်မတော်တဆအတချောင်းကိုကျိတ်မိသွားခဲ့သည်ချက်ချင်းပင်ကား၏အချက်ပေးတံမိလာသဖြင့်သူကအကိုအမြန်ဆွဲထုတ်လိုက်သည်သို့တော်ထိုလောက်ရက်ကပင်ထိုအပ်၏ကြောက်မက်ဖွယ်အစွမ်းကိုသူတို့သိရှိသွားစေခဲ့သည်တတိပြန်ရလာသောအခါအကရုတ်တရက်ပြောက်ကွယ်သွားကြောင်းသိလိုက်ရသည်နှစ်ယောက်စလုံးနောက်သို့လှည့်ကြည့်လိုက်ရအကနောက်ဖက်နေရန်တွင်စိုက်ဝင်နေပြီးသားဖြစ်နေသည်သို့တော်လူကအကိုထပ်မံဆွဲထုတ်လိုက်ချိန်တွင်အဆောက်အုံတစ်ခုလုံးပြင်းထန်စွာပြောင်းလဲစတင်လာသည်ထိုအချိန်တွင်အင်းသူတို့ကဒီအကိုလုံးဝပေါ့ပေါ့ဆဆမထိတင်ကြောင်းနားလည်သွားခဲ့သည်နှစ်ယောက်စလုံးအကိုထပ်မံမကန်ရဲကြတော့ပေထိုအချိန်တွင်ရဲရရှိတူကသူတို့ရန်ဖြစ်နေသည်ဟုထင်ကတားဆီးရန်ပြေးလာခဲ့သည်သို့တော်မတော်တဆအကသူ၏လက်ဖွားကိုစိုက်ဝင်သွားခဲ့သည်ရဲရရှိကထိုအပ်၏အစွမ်းကိုမသိပဲသူရှိကလူနှစ်ယောက်ကိုဖမ်းဆီးဖို့သာစိတ်ဝင်စားနေခဲ့သည်ထို့ကြောင့်အကိုတိုက်ရိုက်ဆွဲထုတ်လိုက်ရအထွက်သွားသည့်ခဏမှာပင်သူ၏ခန္ဓာကိုယ်ကလေပူပေါင်းတစ်လုံးကဲ့သို့လင်းမြန်စွာလေကျသွားတော့သည်ထိုမြင်ကွင်းအကိုမြင်လိုက်ရသည့်လူနှစ်ယောက်ကသူတို့ကြီးမားသောဘေးအန္တရာယ်တစ်ခုကိုဖန်တီးမိပြီဟုချက်ချင်းသဘောပေါက်သွားကြသည်အကိုအမြန်ဆုံးဖယ်ရှားပစ်ချင်လာခဲ့ကြသည်သို့တော်လူတစ်ယောက်အကိုကောက်ယူရန်သွားချိန်တွင်ဘတ်စကားတစ်စီးကရုတ်တရက်သူ့ဘက်သို့ပြေးဝင်လာခဲ့သည်အခြေနေပို့ဆိုးမသွားစေရန်သူတို့ကအကူလေပူပေါင်းတစ်လုံးနဲ့ချီကအာကာသထဲသို့လွတ်တင်ရန်ဆုံးဖြတ်လိုက်ကြသည်သို့တော်လေပူပေါင်းကအပေါ်သို့တက်သွားသည်နှင့်ပောက်ကွဲသွားပြီးအကမြေပြင်ပေါ်သို့ပြန်ကျကစိုက်ဝင်သွားပြန်သည်တခြားအိမ်ထဲမှာပင်လေကျသွားသောရဲရရှိကသူ့ကိုယ်သူပြန်လဲဖောင်းကားလာအောင်စူးစမ်းနေခဲ့ရာထိုမြင်ကွင်းကသူတို့ကိုအလွန်ကြောက်လန့်စေခဲ့သည်လူတစ်ယောက်ကအကူချက်ချင်းဆွဲထုတ်လိုက်ပြီးနောက်လက်ကအပြေးထွက်သွားတော့သည်ထို့နောက်သူတို့သည်လေယိုထွက်နေတဲ့ကဲ့သို့ကြီးမားသောရှုရှုတန်ကိုကြားလိုက်ရသည်လှည့်ကြည့်လိုက်သောအခါကဘာတစ်ခုလုံးတဖြည်းဖြည်းကျုံဝင်စပြုနေသည်ကိုသူတို့ထိတ်လန့်စွာမြင်တွေ့လိုက်ရတော့သည်